ဟုတ်ပြီစာကြရအောင်ဒီညအချိန်ထိကျွန်တော်တို့အသက်တာလမ်းပြပို့ဆောင်ပြတဲ့ဘုရားသခင်ဘုန်းကြီးပါစေအာမအာင်မင်ကျွန်တော်တို့အစီအစဉ်အတွက်ကျွန်တော်ကြံပိုက်အနေငယ်ဖတ်ချင်ပါတယ်ယောမအခန်းကြီး7အငယ်9ဒီကြံပိုက်ရကျွန်တော်တို့အစီအစဉ်ပြည့်မြတ်ဆောင်ပို့လေးဖြစ်တယ်ထိုအတူအမြတ်ဖြစ်သောငါတို့သည်ခရစ်တော်၌တကူတည်းဖြစ်၍အတိအသေးအင်္ဂါချင်းဖြစ်ကြ၏ဆုတောင်းကြရအောင်ပန်စင်ဆုံလင်တော်မူသောဖဖျားသခင်ဒီညတလတချင်း Zoom ဝတ်ပြုအစီအစဉ်ပြန်လဲမိသားရဖွင့်နိုင်သောအချိန်ကောင်းပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါ၏ကျွန်တော်တို့အချိန်အစီအစဉ်အင်တာနက်လိုင်းများအားလုံးကိုရောလက်ထက်အနာရင်တပါတီတော်ယေရှုနာမတော်အဖြစ်ဆုတောင်းစကားပါ၏ဖဖျားသခင်အာမင်အာမအာင်အခုချိန်မှာတော့ကျမ်းစာလွှတ်ဖတ်ပြဖို့ရန်မိုင်မဆွေကိုယေရှုနာမတော်အဖြစ်ဖိတ်ခေါ်ပါတယ်中个人无，ဟုတ်人掉 OK。关于个人本来你讲怪现象啥的，就asinan irong leti kazang fanak chu na ranga ato kasi jang atilen na ton tai chan hi kacha bik chana si ati churuanga khri chanak le hum him nak chu ka hne na a nak dinga ka ton tai nak khala hin mai ngal set in kalung a oi chang sha nak chu ti chun khri ruanga ka ton tai tika si se mu swam nau tat nak mang bang phan san nak shem nak le har sat nak a si se lung kim zet in ka thai zo zang a te leng ka ton tai chan hi ka cha lai tak a si te kan bible chi chang lim siang mi pathian in khoswana pek sakram se အာမင်အာမအာင်မင်ကျေးဇူးတင်ပါတယ်အခုချိန်မှာတော့အတူတကွကျွန်တော်တို့အားလုံးဆုတောင်းတဲ့အချိန်ဖြစ်ပါမယ်ဆုတောင်းခံခြင်းတဲ့သူရှိရင်ခံမဲ့ခြင်းဖြစ်ပါမယ်ဇာတဲ့ထကြံရောလနက်စတဲ့ငယ်ထကြံဒီလဒုကနမလဲခွန်ထကြံဒီလနက်ချန်စတဲ့ငါนมเราต้องเล็งใจกระเราดีเราบางเงินก็มาอุเตนูฟัดชุมสังอาคันอันทุบไว้จึงเฟลเราลีเทนักเดงาสุนทรมินจำสักเดงากระเราดีก็ลงอ้อยကျွန်တော်တို့တင်ပြလို့ရလားမသိရတယ်အားလုံးရတယ်ဆရာ ဟုတ်ကဲ့ပါ อืม ကျွန်တော်တို့တင်ပြစင်တာအရင်ပြောပါရှာအရင်ပြောပါ ဟုတ်ကဲ့ကျွန်တော်ဒီလကိုနောက်လ1ရက်နေ့2ရက်နေ့3ရက်နေ့ပေါ့နော်ကျွန်တော်ဒီမှာအတင်တော်မှာတင်နာ2ရက်3ရက်တန်တင်နာရှိတယ်ဒီလေအကောင့်ဆုံးလုံးဆောင်နိုင်ဖို့အတွက်ဆက်လက်ပြီးဆူတောင်းပေးကြပါလို့ဆူတောင်းတင်ပြချင်တယ်အားလုံးကိုလည်းကျေးဇူးတင်တယ်게임을 like deal do way 카 돈 calling 카 자 amazing mo so kanna thara kha tuang ten simpita ka ton the view nang kha tha chamin bom di kha karon deal to pha longoi เอ้ยขอกำลังดีเรื่องนี้ตัวอินกันสักเลยเราไม่ให้เขียนเรื่องมาตีเลยก็ฟูลหามาเทสอกให้ได้เงินเรื่องนี้ทางอ่ะอันจับสักก็ลงอ่อย อืมน้ำลายหมอဟုတ်ပြီမရှိတော့ဘူးဆိုရင်တော့အရင်ဆုံးကျွန်တော်တို့ကြီးစိုးတော့ချီးမွမ်းမယ်ပြီးရင်ကျွန်တော်တို့အပြောက်ဝင်ချက်တောင်းပါမယ်အခုနတင်ပြသွားတဲ့ဒီဘိုရာရဲ့အမအခုမလေးရှားမှာထောင်ချနေတယ်အမြန်လွှတ်နိုင်ဖို့အတွက်ဆုတောင်းပေးမယ်ဒီဘိုရာရဲ့အမအတွက်ပြင်းရှောင်အောင်ကြော်နိုင်
လာမဲ့တင်တန်းအတွက်ဆူတောင်းပေးမယ်ပြီးရင်အမာစီကအခုအလုပ်ရသွားပြီဒါပေမဲ့ခေါ်စာအမြန်ဆုံးကြာနိုင်ဖို့အတွက်ဆူတောင်းပေးမယ်ပြီးရင်ဆရာဂျကော့ဘက်ဖျားကျောင်းဆောင်နေတယ်အမြန်ဆုံးပြင်နိုင်ဖို့အတွက်လည်းဆူတောင်းပေးမယ်ပြီးတော့ကျွန်တော်တို့ CCFM အတွက်ကျွန်တော်တင်ပြချင်တာတော့ဇူလိုင်လမှာကျွန်တော်တို့တင်တန်းရှိဖို့အစီအစဉ်ရှိတယ်အဲ့ဒီဆရာဆွေးနွေးမှအတွက်လည်းဆူတောင်းပေးဖို့ကျွန်တော်တောင်းခံချင်တယ်ပြီးရင်ကျွန်တော်တို့ member ထဲမှာအလုပ်ရှာတဲ့သူလည်းရှိတယ်အနေမကောင်းတဲ့သူလည်းရှိတယ်သူတို့အတွက်လည်းဆူတောင်းပေးဖို့ကျွန်တော်တင်ပြချင်ပါတယ်ကျွန်တော်တို့အခုအတူတကွဆူတောင်းကြရအောင်ကန်စားတဲ့ထမ်းစံတန်းတဲ့ คนหน้าเรื่องของเด็ก ต้องมีบิจอุปสรร เรื่อง ค นี้ กับ นะ เสีย นั่นแหละเนี่ยจุดนี้ พยาธิการให้พยาเพียงการให้เสียง Và การ việc ให้ tu ทุก thực คน chiến cần hỏi với bà tiền เนี่ยมัน sản แนะนำ là กัน sẽ แล้ว với ย่องเลย bà แต่ที่มันสุดท้าย về kín thì chúng ta chẳng sống lối tiếng nằm cả người thuộc lâu xím với bà hay chiến tuy ra nạ hi ว่าเราเชื่อไว้นะมันต้อง cần hỏi đàn thà chẳng lấy chiến tiếng nạ đi tin cần nà cả chỉ thấy nà cả phun nà ôi phải nà lời nà bà rồi thuộc lâu sống xí ôi bà lấy chiến tuy ra nạ hi đi bora người bé thằng thằng cần chăm sóc Malaysia thông nà mà bồi bà anh bồi nạc là đang thấy bị cái chính cái là gì thông cái này xóa lâu lấy thế nào nó khăn 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 chăm sóc gì mình sẽ là bồi bà sẽ ông cho này khăn 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 chăm sóc bồi bà mi tiền đó này đi đi cơ sẽ ông bà trong cắm dân tu đinh cái tu đinh có chuyện lúc khăn hàng tuần hàng đinh cái nào cũng gì mình sẽ là bồi bà lấy tiền marsi khăn khăn chăm sóc nó tuần tra tuần đúng giờ ta nó pe cái ngồi tu bồi bà đang thấy bị cái có sao ta xóa lâu lấy thế nào nó khăn khăn marsi khăn khăn chăm sóc bồi bà trong mình sẽ là sẽ biết khăn sẽ biết in sun zo mi sak lai lai si an tu mi sim la pai tam pi le phun ko ta bi kin sungi che su lo li si thena nang khol boi pa tu sing bi tin ma nang man khol so ram tin kan lau di la si e sia nawang kal se e som li dal kai zabel ngoi tu kan lo sim to song khala boi pai na pum lau te nang alam phoi tu na si na tu kan lo si boi pa chlong lo ni kan kal si boi pa ne kan sa kan sam le sal a he che in bahi July lami ito ke boy pa tin kan tin ding pidi sa sulen mang kan na pa dam na sana ro pi wala kan tuang sa ito ara ten the na rang khal boy pa sa kan sam ki play sa ti to so ka si the na rang khal boy pa sa kan sam member sunga tuan tang la mi tam pian mi han ti la thoi boy na kan mi se kan hol la ni rang khala se kan sam sa kan bi zam lai cha na boy na tuan thazat ka mo chau the na rang khal pa ki chau na ra tha cham sa si dam lau mi ta kan cham sa ka he chen je badi ranga se boy pa tha kan cham sa ki nem nem khal se na tuan na pek zawi ho tu kan lau sim na tuan na kan na ati le pu tai na thai chia mi boy pa har san na tam ti nai mi ta boy pa ning boy ba nam lau te sa za mi tuan pe the na kan kan si atu ya tom long na ka sum na pai tam ti tul to mai nei mi na tin lau boy pa ning mi chin na tuan thai tu le pa na du ham thai tu na si na ta para kan na kan lau ta ram na kan lau ni ki na ni kan ti chu kan man na ko mu ma kan ko ta kan lau na ni kan fellowship class se boy pa ni ni bi siang chen the ri lau tu tla ro tu cho lam kan lai chi rau chiang lim bai pa nang ma lama bai pa rum phang ola angai tu bai pa na sanu pa bol yang se bai pa tharin tha jang kam hu thenak dinga ka pa nang ma bom na kan lau di la si ka pa tu jan chana ka pa na hena nongoi thu kan lau sim nak le nen hena bai pa jang bai pa songai chim na kan lau dil nak le nen hena bai pa pakhat nu pakhat chara bai pa tha kan cham nak jang pha kan lau dil nak kan bai pa kan o ka bai pa na in rung nga sakin am pa pakhat char chung atakin in rum hu ding ti yong se bai pa zum nak thon in run dam tu yishu na minin tha kan cham ka biak mi ka ba chian amen amen Amen. အားလုံးချီးတင်ပါတယ်အခုချိန်မှာလဲတပင်းနိုင်အဖြစ်ကုန်တော်ချီးမွမ်းပူရန်မိုင်းဒိုင်စီမွန်ကြီးယေရှုတော်နာမအဖြစ်ဖြစ်ခေါ်ပါတယ် cái trong ngân thầy thấy mà
Thầy zoom lo kan rak boy da thầy ve rak lo trai da ve cham no mai sa kala dia ati zani ka sak ding mi ha he lam pya pi wa ti mi sidin si ya wan ni chi de kare ma ya shi ni lo chi ma yin se ya do ki lan de 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 chen chen lun de ke tham ni de bua yung kan de shi de ka de na ri ja yin se ya do bua de de lan pya pi ni ba no se song san chi tu chung to ka wan ni lo chi ma yin se ya do bua lan de 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 chen chen lun de si ya chi gui chi yung kan de shi de ka pu ni ye古罗寻大波去追，兰开一匹地。路阿多呀，阿龙主古呀，西南南唱。电路内的苗偏西马，竹头张看吧。耶稣是阿真老伊，叫撇中伊。古罗寻的阿古呀，蓝表比莫哇。别问你去的开的话，认识你的情话，人生呀都去烂的，这个简单人的，可他们的话，勇敢的许的大为的那里家，终于呀的我这辈的蓝表明白。有些松山青，最终都靠万年去吗？人生呀，多不难的，这个简单人的，一别经过去，勇敢的去，多干不明了。古老神大波去的，难开辟地。路阿多呀，阿龙主古偏西来南唱，定路内的呀偏西马，竹头张看吧，耶稣神啊真老伊，叫撇东伊，古罗神的阿古呀，蓝表比木巴。路阿多呀，阿龙主古，偏西来南唱，定路内的苗偏西马，竹头张看吧，耶稣是阿真老伊，叫撇东伊，古罗神的阿古呀，蓝表比木巴。耶稣是阿真老伊，叫撇东伊，古罗神的阿古呀，蓝表比木巴。
顺利那会办早上些。阿门。 Amen. ကြားလာတဲ့သူတိုင်းတက်တပံဘုရားသခင်တာရွကောင်းချီးပေးပါစေ Amen. အခုချိန်မှာလဲတရားဒေသနာဝင်ငါဖို့အချိန်ဖြစ်ပါတယ်ဝင်ငါဖို့ရန်ဆရာဂီဒီယွန်ဥပ္ပီကိုယေရှုနာမတော်ဖြစ်ခေါ်ပါတယ်သူရဲ့ဆုတောင်းခြင်းအဖြစ်ဒီညအချိန်တရားနာတော်မယ်ဖြစ်ပါတယ်အခုချိန်မှာတော့ဂီဒီယွန်ဥပ္ပီယေရှုနာမတော်ဖြစ်ခေါ်ပါတယ် အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီညပါနော်ထပ်မံပြီးတော့တလတစ်ကြိမ်နောက်ဆုံးပတ်မှာနော်ကျွန်တော်တို့ဒီလိုမျိုး combine ဒီလိုနဲ့ကျွန်တော်တို့ဝပြုစီစဉ်တဲ့ညပါနော်တုံးပြုနိုင်ပူရန်အတွက်တက်တာလမ်းပြပူဆောင်ပြီးတဲ့ရှူစွာဖျားတဲ့ခင်နာမှာတော့ကျွန်တော်ရှူစွာချီးမွမ်းခြင်းနဲ့အခုကျွန်တော်ဆရာတွေလည်းပေါ့နော်ကျွန်တော်တို့ရှိမှာညော့များဆိုတည်ခိုင်နဲ့ခွန်အားပေးတဲ့ဟာတွေလည်းမတမ်းမခွန်အားရဆရာကောင်းတယ်သူတစ်ဖြစ်သူတို့ကိုယ်တိုင်တွေ့ကြုံတဲ့ဟာတွေတည်ခံတဲ့ဟာတွေကျွန်တော်ပို့ပြီးတော့ကျွန်တော်ခွန်အားရတယ်ဒီအမှုတော်ဆောင်းနေဆရာတွေပေါ့နော်ဘယ်ဖြစ်ဖြစ်ခရိယံဘယ်သူပဲဖြစ်ဖြစ်သူများအတွေ့အကြုံတွေပြောပြီးတော့တည်ခံနေတဲ့ချိန်မှာတော့ခွန်အားရပါတယ်ဒါပေမဲ့သူတို့ကြုံတွေ့တဲ့အရာသူတို့ပေါ်မှာဖျားဘလောက်ကောင်းမြတ်ကြောင်းနေပေါ့နော်ပြောတတ်တိတ်မပြောတတ်ရင်လည်းပဲသူတို့တက်တလောက်လေးနဲ့သူတို့တက်တည်ခန္ဓာလေးတွေနားထောင်တာကျွန်တော်အရန်ခွန်အားရတယ်ပေါ့နော်ဒီနေ့ကျွန်တော်ဖျားเจ้าမှာလည်းဒီအမျိုးသမီးစီစဉ်ပေါ့ကျွန်တော်တို့စတာမကြသေးဘူးတလပဲရှိသေးတယ်တချို့တွေကပြောင်းနေတာကြာပြီမဲ့သူများလူရှိမှာပေါ့နော်သူတို့တမချန်းစာခွန်အားရတဲ့ဟာတွေပြောရဲမထွက်ရဲတက်တီမခံရဲတဲ့သူတွေမျိုးများစွာရှိတယ်။နည်းနည်းလေးအတင်းပုံစံမျိုးနဲ့ကျွန်တော်ခိုင်းတဲ့အခါမှာသူတို့တက်တီခံတယ်သူတို့ပြောင်းလဲတဲ့ပုံစံတွေဖျားနဲ့ဘယ်လိုတွေ့တယ်လဲဖျားကောင်းတဲ့ကြောင်းတွေသူတို့တွေ့တဲ့ဟာကြုံတဲ့ဟာသူတို့ဘဝမှာကြုံတဲ့ဟာတက်တီခံတဲ့အခါမှာတော်လေးခွန်အားရစရာကောင်းတယ်။ဟုတ်ပြီဒီညမှာလည်းပဲကျွန်တော်တို့တမချန်းစာနဲ့ကျွန်တော်တို့ဆွေးနွေးလေ့လာသွားမှာဖြစ်တယ်ကျွန်တော်ဒီညမှာလည်းပေါ့နော်ဒီမှာရှိတဲ့ခေါင်းဆောင်ဒီမကောင်မှာရှိတဲ့ပေါ့နော်ကျွန်တော်ဒီချင်းလူငယ်တွေများပါတယ်အများစုခရိယန်တွေဦးဆောင်ပြီးတဲ့ခေါင်းဆောင်သမားတွေနဲ့ဒီမှာရှိတဲ့အမှုတော်ဆောင်ပြောမယ်ဆိုတော့ကျွန်တော်အငယ်ဆုံးပဲကျွန်တော်အဖေလိုကျွန်တော်ရဲ့အကူလိုပေါ့နော်လည်းပြောလို့ရတဲ့သူရှိမှကျွန်တော်ခွန်အားပေးနေတဲ့ချိန်တိုင်းရတယ်ဆိုတာကျွန်တော်ဒါမှပုံယူတယ်အချိန်ပေးတဲ့ခေါင်းဆောင်တွေပေါ်မှာလည်းကျေးဇူးအများတင်တယ်ဆိုတာရှိဦးဆိုတာကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီဆိုတော့ဒီညမှာကျွန်တော်ဘာကြောင့်ပြောချင်လဲဆိုတော့အများကြီးရှိတဲ့ထဲကကျွန်တော်ကြိုက်တဲ့ဟာလေးတွေကောက်နှောက်ပြီးတော့ကျွန်တော်ရေးထားတာဖြစ်တယ်ကျွန်တော်ဒီတရားဟောတဲ့ပုံစံတွေကပေါ့နော်ကျွန်တော်တို့ကျမ်းစာကြောင်းတက်ဖို့တဲ့သူဆိုတော့ကျွန်တော်အားလုံးသိမှာပါတချို့တရားဟောတာက topical ရှိမယ်ပြီးတော့ကျမ်းစာတစ်ပိုက်ချင်းစီဟောတဲ့ဟာတွေရှိတယ်ဒီညမှာတော့ကျွန်တော်ခေါင်းစဉ်ဦးစားပြီးတော့ကျွန်တော်ဟောမှာဖြစ်ပါတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလောကမှာပညာရှိတဲ့လူနဲ့ပညာမဲ့တဲ့သူပညာမရှိတဲ့လူဆိုတာကျွန်တော်တို့လောကမှာအတိုင်းအတာရှိတယ်။ပါတယ်ဆိုရင်ဘွဲ့ရမှတချို့ခရိယန်တိုင်းဝဲမှာဆိုရင်လည်းပဲအမှုတော်ဆောင်ဖို့ပါစတာလုပ်ဖို့ missionary လုပ်ဖို့ဆိုရင်တချို့ပေါ့နော်တချို့ကိုင်းကနာတွေမှာဘွဲ့အနည်းဆုံး BTH ဘွဲ့ရမှဒါမှမဟုတ် diploma ဘွဲ့ရမှ10ရန်မအောင်တော့မှ10ရန်ရောက်မှဆိုပြီးတော့ကျွန်တော်တို့ပညာအရေးချင်းကိုကျွန်တော်တို့သတ်မှတ်လေးရှိတယ်။ပြောမယ်ဆိုတော့ကျွန်တော်တို့လောကတွေရဲ့သတ်မှတ်ထားတဲ့လူပညာရှိတယ်လို့လောကလူတွေသတ်မှတ်ထားတဲ့အရာနဲ့ဖခင်ကပညာရှိတယ်လို့ဖခင်သတ်မှတ်ထားတဲ့အရာဘာကွာလဲဆိုတာဒီညမှာကျွန်တော်တို့အနည်းငယ်အများကြီးရှိပြီးအနည်းငယ်ကျမ်းစာအခြေခံပြီးတော့ကျွန်တော်ကျမ်းစာအခြေခံပြီးတော့ကျွန်တော်တို့လေ့လာသွားမှာဖြစ်တယ်ဖခင်ကဘယ်လိုလူမျိုးတွေကိုပညာရှိတယ်လို့ပြောတယ်လဲလောကလူတွေပြောတဲ့ဟာနဲ့ဖခင်ပြောတဲ့ဟာထပ်တူဖြစ်သလားဆိုတာပေါ့နော်ကျွန်တော်တို့ကြည့်သွားမှာဖြစ်တယ်ဟုတ်ပြီ
မာဏကျမ်းစာအနေနဲ့ကျွန်တော်တို့ရှင်ယာကုပ်အခန်းကြီး3အငယ်73ကနေပြီးတော့အငယ်19ထိရှင်ယာကုပ်အခန်းကြီး3အငယ်73မှ19ထိကျွန်တော်ဒီကနေဖတ်မှာပြပါတယ်သင်တို့တွင်အတက်အလိမ္မာနှင့်ပြီးဆုံးသောပညာရှိတစုံတစ်ယောက်ရှိလျင်ထိုသူသည်ပညာ၏နှုတ်ညံ့သိမ်မွေ့ခြင်းနှင့်တကွကောင်းမြတ်သောကြင်ကြံပြုမှုခြင်းအဖြစ်မိမိအမှုတို့ကိုပြုပါစေသို့မဟုတ်သင်တို့စိတ်ထဲမှာခါးစွာသောဂုံပြိုင်ခြင်းရန်တွေ့ခြင်းရှိလျင်တမာတရားကိုမုတာဖြင့်ဆံ၍မဝါကြွားကြနှင့်ထိုသို့သောပညာသည်အထက်မှတက်ရောက်သောပညာမဟုတ်မိကြီးပညာဇာတိပဂတိပညာနတ်ဆိုးပညာဖြစ်၏အကြောင်းမူကားဂုံပြိုင်ခြင်းရန်တွေ့ခြင်းရှိလျင်မငြိမ်မဝတ်ရင်ခတ်ခြင်းစူးညစ်စွာပြုမှုခြင်းအမျိုးမျိုးရှိတတ်၏အထက်မှတက်ရောက်သောပညာမူကားရှိဥစွာစင်ကြယ်၏ထိုမှတပါအသင့်အတင့်နေတတ်၏ဖြင်းငင်းသောသဘောရှိ၏သွေးဆောင်တွေ၏ဂယုဏနှင့်၎င်းကောင်းကျိုးနှင့်၎င်းပြည့်စုံ၏လူသောစိတ်ရှိ၏လှူဝက်ခြင်းနှင့်ကင်းစင်၏ဟုတ်ပြီဒီညမှာကျွန်တော်တို့ဒါပညာလောကပညာနဲ့အထက်မှလာထက်ကနေဆင်းသက်လာတဲ့ပညာဆိုတဲ့အဓိပ္ပာယ်အဓိပ္ပာယ်ကျွန်တော်ဒီမှာတွေ့နိုင်တယ်ဟုတ်ပြီစီးဥစွာကျွန်တော်တို့ဒီတနာအတွက်စကားဆုတောင်းကြရအောင်ဘုရားသခင်ကျေးဇူးတင်တယ်ဘုရားသခင်နှုတ်တော်တမန်တရားသည်လူငယ်နဲ့အားလုံးအကုန်စင်နားလည်ဖို့ဆိုတာကျွန်တော်တို့လူငယ်နဲ့မမြင်နိုင်တဲ့အရာဖြစ်တယ်တုတ်တော်ရလည်းပဲကျွန်တော်တို့အထက်မှာရှိတဲ့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ဒီညမှာလည်းပဲကျွန်တော်တို့ဖတ်ကြားသွားတဲ့အရာကျွန်တော်တို့ခွန်အားပေးမဲ့အရာလေ့လာသွားမဲ့အရာပေါ်မှာလည်းပဲဘုရားကောင်းချီးပြီးတော်မူပါကျွန်တော်တို့ဘုရားသိစီခြင်းတဲ့အရာတွေကျွန်တော်မှအစသင်ခြင်းတဲ့အရာတွေဒီလောကတွေရဲ့တိုင်းတာတဲ့ဒီပညာရှိတယောက်မဖြစ်နိုင်တော့မှဘုရားပညာရှိလို့သတ်မှတ်ထားတဲ့အရာတွေမှာကျွန်တော်တို့ပါနိုင်ဖို့အတွက်လည်းပဲကျွန်တော်တို့အရောက်စီတိုင်းကိုဘုရားသခင်မဆတော်မူပါယေရှုနာမဖြင့်ဆုတောင်းပါပါဘုရားသခင်အာမင်အာမင်ဟုတ်ပြီဆိုတော့ကျွန်တော်တို့လောကမှာပေါ့နော်ကျွန်တော်တို့ဒီပညာရည်ချင်းနဲ့ပြောမယ်ဆိုတော့ဒီမှာကျွန်တော်တို့ပညာစာတော်တဲ့သူတွေမြောက်များစွာရှိမှာပါเนาะဆယ်ရန်အောင်တဲ့သူလည်းရှိမယ်ဘွဲ့တက္ကသိုလ်ဘွဲ့တွေယူခဲ့တဲ့သူလည်းရှိမယ်ကျန်းစာဘွဲ့တွေအများကြီးယူခဲ့တဲ့သူလည်းရှိကောင်းရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကျန်းစာကကျွန်တော်တို့ပညာရှိတဲ့လူကဘယ်လိုပြောလဲဆိုတော့ခုနကျွန်တော်တို့ဖတ်ထားပါเนาะကောင်းအထက်မှလာတဲ့ပညာဆိုတာဘာလဲဆိုတော့ကျွန်တော်တို့အထက်မှလာတဲ့ဥပမာအင်္ဂလိပ်လိုတော့ဒါ wisdom ပေါ့နော်ကျွန်တော်တို့နာအင်္ဂလိပ်ကျွန်တော်တက်လို့ပြောတာမဟုတ်ဘဲနဲ့နည်းနည်းအင်္ဂလိပ်လိုပူရှင်းတဲ့အတွက်ကြောင့်ပေါ့နော်နှစ်မျိုးရှိတယ် wisdom နဲ့ knowledge ဆိုတာရှိတယ် knowledge ကြတော့ကျွန်တော်တို့သင်ယူလို့ရတယ်စာအုပ်ဖတ်တဲ့လောက်ကျွန်တော်တို့ knowledge ရတယ်ပညာရှိတွေပြောတဲ့လောက်မမေ့နိုင်တဲ့လောက်ကျွန်တော်တို့ knowledge ဆိုတာစုလို့ရတယ်ဒါပေမဲ့ wisdom ဆိုတာဘုရားရှင်ကနေပဲလာတာဖြစ်တယ်ဘုရားရှင်ကနေပဲပေးတာဖြစ်တယ် knowledge ဆိုတာအကန့်အသတ်ရှိတယ်ကျွန်တော်တို့ဖတ်တဲ့လောက်ပဲကြားတဲ့လောက်သင်ယူလေ့လာတဲ့လောက်ပဲကျွန်တော်တို့ knowledge အသိဉာဏ်ဆိုတာရှိတယ်ပေါ့နော်ဒါပေမဲ့ wisdom ဆိုတာတော့ဘုရားရှင်ကနေလာတာအကန့်အသတ်မရှိဘူးပြီးတော့ဗာလဲဆိုတော့ဖြူစင်တယ်အေးချမ်းတယ်ငြိမ်းချမ်းတယ်ပြီးတော့အထက်ကနေလာတဲ့အရာဖြစ်တယ်အဲကြောင့်ဒီလောကီလူသားတွေသင်ပေးလို့မရတဲ့အရာက wisdom ဘုရားရှင်ကနေလာတဲ့ပညာလို့ခေါ်တယ်အဲကြောင့်ဂျုံကြည်သူအရောက်စီတိုင်းကျမ်းစာကြောင်းတက်စာမလို့ပဲနဲ့ဆယ်ရန်အောင်စာမလို့ပဲနဲ့ဘုရားသခင်ကပညာရှိတယ်လို့ပြောတဲ့အထဲမှာကျွန်တော်တို့ပါလို့ရတယ်နေ့တိုင်းသမင်းဟင်းချက်ယုံနဲ့နော်အိမ်အလုံးကိစ္စလုပ်ယုံနဲ့ဘုရားသားသမီးတယောက်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့အဖို့ခါပေးစာမလို့ပဲနဲ့ဘုရားပညာရှိတယ်လို့ပြောတဲ့အထဲမှာကျွန်တော်တို့ပါလို့ရတယ်ဘွဲ့တပွဲယူမယ်ဆိုရင်ကျွန်တော်အနည်းဆုံးပညာလောကမှာပေါ့နော်လောကမှာဆိုရင်ပက်ဆံမြောက်များစွာပေးရတယ်ဘွဲ့အစစ်မြင့်လေပက်ဆံကုန်တာများလေပဲဒါပေမဲ့ဘုရားသခင်ကဒါတွေမလိုပဲနဲ့ပညာရှိတယ်လို့ကျွန်တော်တို့ယုံကြည်သူတွေနော်ပြောတဲ့အရာရှိတယ်ပထမဦးစွာတုတ်တန်ကျမ်းအခန်းကြီး1အငယ်9မှာကျွန်တော်အားလုံးရင်းနေပြီလားကျမ်းစာဖြစ်တယ်ဒီဟာကကျွန်တော်တို့ foundation တကယ်အုံမြင့်
ဖြစ်တယ်ပေါ့နော်တုတ်တန်ကျမ်းအခန်းကြီး1အငယ်9တုတ်တန်ကျမ်းအခန်းကြီး1အငယ်9မှာသာရဖျားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေတာကိုမထင်မဲ့မြင်ပြုတတ်ကြ၏ဒီမှာကျွန်တော်တို့ဗာတွေ့နေဖျားသခင်ကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်တယ်နံပါတ်1မှာပါလဲဆိုတော့ဖျားသခင်ကိုကြောက်ရွံ့တဲ့လူကတမန်ကျမ်းစာပြောတယ်ပညာရှိတယ်လို့ပြောတာဖြစ်တယ်လောကမှာပညာအမြင့်ကြီးရှိတဲ့လူတွေပေါ့နော်ဘုရားမရှိဘူးလို့ယုံကြည်တဲ့လူမြောက်များစွာရှိတယ်ကျွန်တော်တို့အဲ့ဒီလူတွေကဗာပြောအဲ့ဒီလူတွေကိုတမန်ကျမ်းစာဗာပြောလဲဆိုတော့ပညာမဲ့တဲ့လူလို့ပြောတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပညာရှိတဲ့လူဆိုတာကျွန်တော်တို့ဘယ်မှာခြိချတယ်လဲဘယ်မှာ foundation ချတယ်လဲဆိုတော့ကျွန်တော်တို့ဘုရားသခင်ရဲ့ဘုရားသခင်ကြောက်ရွံ့ခြင်းအရာမှာဖြစ်တယ်လူတိုင်းဘုရားသားသမီးမှန်တဲ့အရောက်စီတိုင်းကလေးမဆဘုရားသခင်ကြောက်ရွံ့နိုင်တဲ့လူတွေဖြစ်တယ်။နောက်ကျွန်တော်တို့ဘုရားသခင်ကြောက်ရွံ့ခြင်းကကျွန်တော်တို့ပညာရဲ့အချုပ်အခြာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့တမန်ကျမ်းစာကဘုရားသခင်ကိုကြောက်ရွံ့တဲ့လူဟာပညာရှိတယ်လို့ပြောတာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့ဒီထဲမှာဘုရားသခင်ကြောက်ရွံ့ခြင်းဘုရားသခင်စကားနားထောင်ခြင်းကပညာရှိတဲ့လူတွေရဲ့အလုပ်ဖြစ်တယ်။အဲဒီကျမ်းပိုင်းနဲ့ပတ်သက်ပြီးတော့ဒီတနာကျမ်းအခန်းကြီး7ဒီတနာကျမ်းတုတ်တန်ကျမ်းနဲ့ဒီတနာကျမ်းပဲကျွန်တော်တို့ဒီကကြည့်သွားမှာဖြစ်တယ်ဒီတနာကျမ်းအခန်းကြီး7အငယ်73မှာအချုပ်အခြာစကားဟူမူကားဘုရားသခင်ကိုကြောက်ရွံ့၍ပညာတော်တို့ကိုစောင့်ရှောက်လော့ရှလမုန်မင်းကြားပြောတယ်သူတစ်သက်လုံးပျော်ရွှင်ခြင်းတွေမျိုးမျိုးနဲ့သူရှာခဲ့တယ်ဒါပေမဲ့သူနောက်ဆုံးမှာဏီကုန်းအနေနဲ့သူပါပြောတယ်ဆိုတော့ဘုရားသခင်ကိုကြောက်ရွံ့၍ပညာတော်တို့ကိုစောင့်ရှောက်လော့ဘုရားသခင်ကိုကြောက်ရွံ့ဖို့ရန်အတွက်ပဲသူကမှားထားတာဖြစ်တယ်နံပါတ်2အနေနဲ့ကျွန်တော်တို့တွေ့နိုင်လဲဆိုတော့တုတ်တန်ကျမ်းအခန်းကြီး15အငယ်31မှာတုတ်တန်ကျမ်းအခန်းကြီး15အငယ်31မှာကျွန်တော်တို့တွေ့နိုင်လဲဆိုတော့အသက်နဲ့ရှင်သောဆုံးမခြင်းစကားကိုနားထောင်တော်သူသည်ပညာရှိတို့နဲ့ပေါင်းဖော်ရသောအခွင့်ရှိ၏ပြီးတော့တုတ်တန်ကျမ်းအခန်းကြီး1အငယ်9မှာပညာရှိသောသူသည်နားထောင်သဖြင့်ပညာအတတ်တိုးပွားရနိုင်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနက်အဓိပ္ပာယ်ကို၎င်းပညာရှိဟောပြော၍နက်နဲသောစကားတို့ကို၎င်းနားလေသောနိတယေစရာအဖြစ်သို့ရောက်ရလိမ့်မည်နံပါတ်2မှာပါလဲဆိုတော့တမန်ကျမ်းစာကပညာရှိတဲ့လူလို့ပြောတဲ့လူကနှိမ်ချပြီးတော့တုံသင်ပေးလို့ရတဲ့လူတွေပြောတာဖြစ်တယ်နားထောင်တတ်တဲ့သူပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပညာရှိတဲ့လူဘလောက်ပဲပြောခင်ဗျားဒီနေရာမှားတယ်ဒီလိုဖြစ်ရမယ်ပြင်ရမယ်ဒီလိုဖြစ်တယ်ဆိုပြီးတော့ဆုံးမဩဝါဒအကြောင်းတွေကိုပေါ့နော်မထီမဲ့မီပြုတဲ့လူကတမန်ကျမ်းစာကလူမိုက်လူလို့ခေါ်တာဖြစ်တယ်ပညာရှိတဲ့လူတွေဆိုတော့သူတို့နားထောင်တယ်ပြီးတော့ဘယ်သူတွေပေါင်းဖော်လုပ်လဲဆိုတော့ပညာရှိတဲ့လူတွေအကြံပေးတဲ့ဟာကိုသူတို့လိုက်နိုင်အဲဒါတမန်ကျမ်းစာကနှိမ်ချတဲ့လူတုံတင်ဆုံးမလို့ရတဲ့လူတွေဟာပညာရှိတယ်လို့ပြောတာဖြစ်တယ်ခုချိန်မှာကိုထက်ကြီးတဲ့သူတွေပေါ့နော်ဒါမှမဟုတ်ရင်လည်းပဲကျွန်တော်တို့ကိုယ်တိုင်တုံတင်ဆုံးမလို့မရတဲ့လူတွေဆိုရင်ဘယ်လောက်ပဲခင်ဗျာကျွန်တော်ပညာရှိရင်လည်းပဲဖះမှုတော့ဘယ်လောက်ပဲဆောင်းဆရာတွေလည်းမှားတတ်တယ်တခါတလေပေါ့နော်ဆိုတော့ဒီနေရာမှားတယ်ဒီနေရာတရားဟောတာဒီလိုဖြစ်တယ်ဟာငါထက်ငယ်တဲ့သူပဲလာပြောတယ်ကွာတိတ်ခါကြတယ်ဆိုပြီးတော့နှိမ်မချဘဲနဲ့ကျွန်တော်တို့ခံပြင်းစွာနဲ့မှန်းနေဆိုပြီးတော့နော်ကျွန်တော်တို့အဲ့လိုမျိုးနဲ့ငင်းပြီးတော့ခံယူတယ်ဆိုရင်ဒါလည်းပညာမဲ့တဲ့လူတွေရဲ့အလုပ်ရဖြစ်တယ်ပညာရှိတဲ့လူတွေကအမြဲတမ်းနှိမ်ချပြီးတော့တင်ယူစရာဆိုရင်နော်ကလေးတွေဆရာအနေနဲ့သူတို့တင်ယူတယ်လူအားတွေဆရာအနေနဲ့တင်ယူတယ်ပညာရှိတဲ့သူတွေဆရာအနေနဲ့တင်ယူတယ်နော်သူတို့တင်ပေးလို့ရတယ်ဆိုတဲ့သဘောပြောချင်တာဖြစ်တယ်အဲအကြောင်းသူတို့ပြောတာထက်နားထောင်တာများတယ်ဆိုတဲ့ဟာကိုဒီမှာဒုတိယအချက်အနေနဲ့ပြောချင်တယ်ပြီးတော့တတိယအချက်အနေနဲ့တုတ်တန်ကျမ်းခန်းကြီး10အငယ်19မှာတုတ်တန်ကျမ်းခန်းကြီး10
angge sekuma Sagamya do apit bata i mimi noku choti do dumuga pinya shi i piro didana jan akanji tase angge senit didana jan akanji tase angge senit ma pinya shi do du i sagadi lyopa i mai do du i no muga tugudu muta i ဟုတ်ပြီနောက်တစ်ခုကပါလဲဆိုတော့ပညာရှိတဲ့လူတွေကဓမ္မကျမ်းစာဘယ်လိုမျိုးလူတွေပညာရှိတယ်လို့ပြောရဲဆိုတော့မိမိနှုတ်ကိုထိန်းနိုင်တဲ့လူတွေကပညာရှိတယ်လို့ပြောတာဖြစ်တယ်။နော်ကျွန်တော်တို့ပညာရှိတဲ့လူတွေကဘယ်အချိန်မှာပြောရမလဲဘယ်အချိန်မှာနှုတ်ပိတ်တင်တယ်လဲဘယ်အချိန်မှာငါမပြောရဘူးလဲဆိုတာသူတို့ကောင်းကောင်းနားလည်တယ်။အဲကြောင့်ဓမ္မကျမ်းစာကဒီနှုတ်ကိုသူများတွေကယ်ရဲဖို့အပြစ်ပြောဖို့မဟုတ်ပဲဒီနှုတ်ကသူတပားတွေဒီဆောက်เสียဖြစ်ဖို့သူတပားတွေထူထောင်ဖို့အင်္ဂလိပ်လိုတော့ build up လို့ခေါ်တယ်ပေါ့နော်သူများတွေကိုရှုပ်ချဖို့မဟုတ်ပဲနဲ့ဒီအခွေးစိတ်ဆရာဝန်တွေကသူတို့မှာတုံးထားတဲ့ဟာတွေကဒါအထက်တွေပဲတုံးတဲ့ဟာမပါဘူးထက်လူတွေပေါ့နော်ကြောက်စရာကောင်းတဲ့ဓာတ်တွေတကယ်ဒါပေမဲ့သူတို့ဘာအတွက်တုံးလဲလူတွေမမြင်နိုင်တဲ့ပေါ့နော်ကျွန်တော်အထဲမှာရှိတဲ့အနာတွေခွဲစိတ်ဖို့ရန်အတွက်သူတို့တုံးတယ်အထဲမှာကျွန်တော်တို့ဒီနော်ဘိုက်ထဲမှာရှိတဲ့အနာတွေကိုခွဲစိတ်ကုသဖို့ရန်အတွက်တုံးတယ်ထိုနည်းတူကျွန်တော်တို့ရှာကသူတပားတွေအနာတွေကိုငြိမ်းအောင်သူတပားတွေအတွက်နော်ဒီဖြည့်ဆည်းမဲ့အရာမဟုတ်ဘဲနဲ့ကောင်းတဲ့နေရာပူကောင်းတဲ့ဘဝပူကောင်းတဲ့ဟာနော်ရောက်ဖို့ရန်အတွက်ကျွန်တော်တို့တုံးရမှာဖြစ်တယ်နော်အဲ့ဒါကျွန်တော်ဒီမှာတွေ့နေတယ်ယောမအခန်းကြီးဒီနေ့အခန်းကြီး7ပိုင်းမှာကျွန်တော်ဖတ်မယ်ဆိုရင်သူတပားကိုပေါ့နော်ချီးချိုးတဲ့အခါမှာအမြဲတမ်းကိုသူများထက်တာပြီးတော့မပြောရဘူးလို့ကျွန်တော်တွေ့နေတယ်အဲအကြောင်းကျွန်တော်တို့စကားကအရင်အရေးကြီးတယ်ကျွန်တော်တို့စကားကြောင့်ပေါ့နော်လူတယောက်ပြူလဲနိုင်တယ်လို့ကျွန်တော်တို့စကားတခွန်းကြောင့်လူတယောက်ပြန်ပြီးတော့ဒီပြန်လဲနေတဲ့သူပေါ့နော်ပြန်ထူမလို့ရတယ်စကားတခွန်းကြောင့်အသင်းတော်တစ်ခုလုံးပြိုကွဲနိုင်တယ်လို့စကားတခွန်းကြောင့်ပြိုကွဲနေတဲ့အသင်းတော်ပြန်ပြီးတော့ပေါင်းစည်းနိုင်တယ်ကျွန်တော်တို့ရဲ့စကားတခွန်းကြောင့်တငယ်ချင်းထာဝရခွဲသွားနိုင်တယ်လို့ကျွန်တော်တို့ရဲ့စကားတခွန်းကြောင့်ခွဲခွာနေတဲ့တငယ်ချင်းတွေတောင်မှပြန်နေပြီးတော့ပေါင်းစည်းနိုင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့စကားကဘယ်အတွက်ဘာအတွက်သုံးရင်ကောင်းမလဲကောင်းတဲ့အရာလားမကောင်းတဲ့အရာလားယောမခန်းကြီး7မှာเนาะကျွန်တော်တို့ခရိယန်တွေရဲ့တက်တာမှာအရေးကြီးဆုံးအရာเนาะဒီဘယ်အရာမဆိုးတဲ့အရာနဲ့မနိုင်ဖို့ရန်အတွက်ကျွန်တော်တွင်တင်ထားတာဖြစ်တယ်။နောက်တစ်ခုအနေနဲ့ဗာလဲဆိုတော့တုတ်တန်ကျမ်းခန်းကြီး22အငယ်1မှ16နည်းနည်းတော့ရှိတယ်။အဲ့ဒီဟာမှာဖတ်ပဲနဲ့တက်မဝဲ sorry တိအခန်းကြီး3အငယ်ခွန်တိမတဲအခန်းကြီး3အငယ်ခွန်နှစ်မှာတိမတဲအခန်းကြီး3အငယ်ခွန်နှစ်မှာကဲရဲ့ပစ်တင်ခြင်းမာနဖမ်းမိခြင်းနဲ့ကင်းလွတ်မိအကြောင်းပြင်ပလူတို့တွင်အတည်ရှိသောသူဖြစ်ရမည်ပြီးတော့တုတ်တန်ကျမ်းအခန်းကြီး22ဖတ်လိုက်မယ်ဖတ်တာကောင်းတယ်တုတ်တန်ကျမ်းအခန်းကြီး22အငယ်1မှကျွန်တော်ဖတ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာပါတွေ့နိုင်နေဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ရဲ့ပုံသက်တည်ကောင်းခြင်းကိုပြောတာဖြစ်တယ်ခုနကပေါ့နော်အတည်ဆိုတာကျွန်တော်ပုံသက်တည်ကောင်း character ကျွန်တော်တို့ရဲ့ဒီအကျင့်စရိတ်ကိုပြောချင်တာဖြစ်တယ်ယုံကြည်သူတယောက်အနေနဲ့ပညာရှိတဲ့လူဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ပုံသက်တည်ကောင်းခရိယန်အတွက်ခရစ်တော်အတွက်ပုံသက်တည်ကောင်းကျွန်တော်တို့ဖြစ်ရမှာဖြစ်တယ်ကျွန်တော်တို့ခရိယန်တယောက်ဖြစ်နေပြီမဲ့ကျွန်တော်တို့ဆဲဆိုတယ်မတရားစွာနဲ့ကျင့်ကြံတယ်နော်
ဘုရားစကားကိုဆန့်ကျင်ပြီးတော့ကျွန်တော်တက်ရှင်နေမယ်ဆိုရင်ကျွန်တော်ဘယ်တော့မှပုံတက်တီကောင်းတမန်ကျမ်းစာကပညာရှိတယ်လို့ပြောတဲ့ထဲမှာကျွန်တော်မပါဘူးပညာရှိတယ်လို့ပြောဖို့ရန်အတွက်ခရစ်တော်အတွက်ပုံတက်တီကောင်းဖြစ်ဖို့လိုတယ်ခရစ်တော်အတွက်ပုံတက်တီကောင်းဖြစ်ဖို့ရန်အတွက်ခရိယန်တိုင်းလုပ်ရတယ်ခလေးမစSunday School ကနေစပြီးတော့ကျွန်တော်တို့တွင်တင်ဆုံးမထားတာပါဖြစ်ဖို့လေပုံတက်တီကောင်းဖြစ်ဖို့ခရစ်တော်ရဲ့ပုံတက်တီကောင်းဖြစ်ဖို့ကျွန်တော် Sunday School ကနေစပြီးတော့ကျွန်တော်တို့တွင်တင်ဆုံးမနေတာဒါကိုရည်ရွယ်ပြီးတော့ဖြစ်တယ်အဲအကြောင်းကျွန်တော်တို့ပုံတက်တီကျွန်တော်ရဲ့ပုံတက်တီအားဖြစ်လဲပဲလူတွေပေါ့နော်ဘုရားရှင်ကျွန်တော်တို့ဆွဲခေါ်ဆောင်လို့ရတယ်အဲကြောင့်ကျွန်တော်တို့ပုံတက်တီအားဖြင့်ကျွန်တော်တို့ပညာရှိတဲ့လူတစ်ယောက်ဖြစ်နိုင်တယ်ဘယ်နောက်တစ်ခုကတုတ်တန်ကျမ်းအခန်းကြီး14အငယ်16ကျွန်တော်ကြည့်အောင်တုတ်တန်ကျမ်းအခန်းကြီး14အငယ်16မှာပညာရှိသောသူသည်ကြောက်၍ဒုစရိုက်ကိုရှောင်တ၏မိုက်သောသူမူကားမာနကြီး၍ရဲရင်တ၏ဒီနေရာမှာကျွန်တော်တို့ဗာတွေ့နေတယ်ပညာရှိတဲ့သူတွေကဒုစရိုက်တွေကိုရှောင်တယ်ပညာမဲ့တဲ့သူမိုက်တဲ့လူတွေကတော့မာနကြီးပြီးတော့ရဲရင်တယ်မလူအပ်တဲ့နေရာမှာရဲရင်ပြီးတော့ပညာမဲ့တဲ့လူမိုက်တွေကအပြစ်လုပ်ဖို့နော်အပြစ်လုပ်ဖို့ရန်အတွက်သူတို့အရန်ရဲရင်တယ်လူတက်ဖို့ရန်အတွက်ဝန်မလေးဘူးခိုးဖို့ရန်အတွက်ရဲရင်တယ်လိန်ပြောဖို့ရန်အတွက်ရဲရင်တယ်ဒါပေမဲ့ပညာရှိတဲ့လူတွေကတော့ငါလိန်ပြောလိုက်ရင်ဘုရားမကြိုက်ဘူးတစ်ဖက်လူတွေအတွက်နစ်နာမှုရှိနိုင်တယ်အဲ့ဒါကြောင့်ဘာလုပ်လဲဆိုတော့ပညာရှိစွာနဲ့သူရှောင်လိုက်တယ်ဒုစရိုက်ရှိသမျှသူရှောင်လိုက်တယ်ရှောင်ကျင်လိုက်တယ်အဲကြောင့်ဒုစရိုက်တွေရှောင်ဖို့ရန်အတွက်ကျွန်တော်တို့ကျမ်းစာကြောင်းရင်တက်စရာမလိုဘူးအရင်လိလာနေစရာမလိုဘူးကျွန်တော်တို့ဆူတောင်းရင်းနဲ့ဘုရားမကြိုက်တဲ့အရာကဘာဖြစ်တယ်လဲဆိုတာတမန်ကျမ်းစာဖတ်ရင်းနဲ့ကျွန်တော်တို့ရှောင်လို့ရတာဖြစ်တယ်တမန်ကျမ်းစာလည်းမဖတ်ဆူလည်းမတောင်းဘူးဆိုတော့ကျွန်တော်တို့ဘုရားမကြိုက်တဲ့အရာဒုစရိုက်ပါလဲဆိုတာကျွန်တော်တို့သိမှာမဟုတ်ဘူးကျမ်းစာဖတ်ဖို့လိုတယ်ဆူတောင်းဖို့လိုတယ်ရှောင်နိုင်ဖို့ရန်အတွက်ခွန်အားကျွန်တော်တောင်းပြီးတော့ကျွန်တော်ရှောင်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါကတမန်ကျမ်းစာကပညာရှိတဲ့လူလို့ခေါ်တာဖြစ်တယ်ပြီးတော့နောက်တစ်ခုအနေနဲ့တုတ်တန်ကျမ်းအခန်းကြီး17အငယ်30မှာတုတ်တန်ကျမ်းအခန်းကြီး17အငယ်30မှာဖြောင့်မတ်သောသူတီးသောအတီးသည်အသက်ပင်ဖြစ်အတီးဖြစ်၏သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကိုရတော်သူသည်လည်းပညာရှိဖြစ်၏သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကိုရတော်သူသည်လည်းပညာရှိဖြစ်၏နော်ပညာရှိတဲ့လူတွေကဘာလဲဆိုတော့တမန်ကျမ်းစာကဒီသူတစ်ပါးရဲ့စိတ်ဝိညာဉ်သူတစ်ပါးပျောက်ဆုံးသောဝိညာဉ်တွေတွားဖမ်းတဲ့သူဧဝံဂေလိဝင်ငှားတဲ့လူတွေဟာဆိုရင်ပညာရှိလို့တမန်ကျမ်းစာကပြောထားတာဖြစ်တယ်လူတစ်ယောက်ကိုကျွန်တော်တို့ပြောင်းလဲတဲ့စစ်မှန်တဲ့ပြောင်းလဲတဲ့သူမှရင်ကျွန်တော်တို့တမန်ကျမ်းစာမှာလည်းရှိတယ်လူတစ်ယောက်ပြောင်းလဲပြီဆိုရင်တို့ပါမပြောင်းလဲသေးတဲ့လူတွေကိုသူတို့စာနာတယ်ဒီတယောက်ပြောင်းလဲဖြစ်မှာပဲဆိုပြီးတော့ဘောနော်သူတို့စာနာတယ်ကျင်နာတဲ့သဘောရှိလာတယ်ကျွန်တော်တို့လူတယောက်စင်မှာကိုယ့်ရဲ့ပြောင်းလဲပုံတက်တည်ခံခြင်းပြီးတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကယ်တင်ခြင်းအကြောင်းကိုကျွန်တော်တို့ပြောခြင်းဟာပညာရှိတဲ့လူတွေရဲ့လုပ်ရဖြစ်တယ်ဆိုပြီးတော့တမန်ကျမ်းစာကပြောတယ်ဒီအရာလုပ်ဖို့ရန်အတွက်မခက်ပါဘူးသူတပါးရဲ့စင်မှာသခင်ရှုခရစ်ချစ်ချင်းမေတ္တာကိုပြောပြတာမခက်ပါဘူးနော်သူတပါးရဲ့စင်မှာသခင်ရှုခရစ်ရဲ့ချစ်ချင်းမေတ္တာအကြောင်းကယ်တင်ခြင်းအကြောင်းကျွန်တော်ပြောပြခြင်းကတမန်ကျမ်းစာကဒီလူတွေကပညာရှိတဲ့ထဲမှာတဖျားကသတ်မှတ်ထားတာဖြစ်တယ်ဟောနော်ဒီမှာကျွန်တော်တို့တွေ့နိုင်တယ်ဟုတ်ပြီပြီးတော့ကျွန်တော်တို့လောကမှာယဉ်နေမြုပ်နှံခြင်းတွေစီးပွားရေးလောကမှာအများကြီးရှိတယ်။ဘာမှကျွန်တော်ယဉ်နေမြုပ်နှံရင်ကျွန်တော်မတိချဘူး။ကမ္ဘောဇာဘာမှာကျွန်တော်ယဉ်နေမြုပ်နှံပိုင်ရှင်တွေကတခုခုဖြစ်သွားရင်တော့ကျွန်တော်မထင်မှတ်ဘဲနဲ့ကုံလုံးရှုံးသွားနိုင်တယ်။တမိုင်းတစ်လျှောက်မှာယဉ်နေမြုပ်နှံမှုတွေရှုံးတဲ့လူတွေမြောက်များစွာရှိတယ်။ဒါပေမဲ့တင်နဲ့ကျွန်တော်ပျောက်ဆုံးသောဝိညာဉ်မှာတမန်တရားတစ်ခုမှာကျွန်တော်ရင်းနှီးမြှုပ်နှံလိုက်ပြီဆိုတော့ကျွန်တော်ဘယ်တော့မှဆုံးရှုံးခြင်းမရှိဘူးကျွန်တော်တို့
ဒီခင်ရှုခရစ်ရဲ့ချစ်ချင်းမေတ္တာကြောင့်မသိတဲ့လူတွေဆိုမှာပြောပြခြင်းကအထိတ်တန်ဆုံးအကောင်းဆုံးအတိအကျဆုံးအမျက်အများဆုံးကဘာပေါ်မှာအမျက်အများဆုံးယဉ်ကျေးမြုပ်နှံခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲ။ကျွန်တော်မျိုးစိကျဲလိုက်ပြီ။ဒီတမန်တရားမျိုးစိဆိုတာအလကားဆိုတာမရှိဘူး။အလဟာသားဆိုတာမရှိဘူး။သူတို့ကြားတာနဲ့သူတို့နှလုံးထဲမှာကြားထဲမှာကြတာနဲ့တနည်းနည်းချံပြန်ပုတ်မယ်။ပြီးတော့တဆင့်ပြီးတဆင့်နော်သူ့အားဖြင့်နောက်တစ်ယောက်ဆိုပြီးတော့တဆင့်ပြီးတဆင့်ထပ်တိုးပွားလာမှာဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့ဒီဝိညာဉ်ပြောင်းဆုံးသောဝိညာဉ်တွေရဲ့အတွက်ကျွန်တော်တို့ယဉ်ကျေးမြုပ်နှံခြင်းကလောကမှာအတန်ဆုံးအမြင့်ဆုံးအတူအများဆုံးအရာဖြစ်တယ်။အဲကြောင့်ဒီညမှာကျွန်တော်ခွန်အားပေးချင်တာပါလဲဆိုတော့လောကလူတွေသတ်မှတ်ထားတဲ့အရာမှာပညာရှိတယ်လို့သတ်မှတ်ထားတဲ့အရာမှာကျွန်တော်ဆိုရင်လည်းဘာမှမပြည့်စုံဘူး။လူတွေသတ်မှတ်ထားတဲ့ပညာရှိတယ်လို့သတ်မှတ်ထားတဲ့နေရာမှာကျွန်တော်လည်းမပြည့်စုံ။ဒါပေမဲ့အရေးကြီးဆုံးအရာကပါလဲဆိုဘုရားကပညာရှိတယ်လို့ပြောတဲ့အဲမှာကျွန်တော်ပါဖို့အဓိကဖြစ်တယ်။ဘုရားပညာရှိတယ်လို့ပါဖို့ကကျွန်တော်တို့ဘုရားကကျမ်းစာကြောင်းရင်တက်ရမယ်။ကျမ်းစာအစားနဲ့ဆုံးထိအနည်းဆုံး10ခါဖတ်ရမယ်ဘုရားမတောင်းဆိုဘူး။ဒီညပြောသွားတာပေါ့နော်ကျွန်တော်တို့ဘုရားသခင်ကိုကျွန်တော်တို့ဒီကြောက်ရွံ့ရမယ်ပြီးတော့ဘုရားသခင်ပေါ့နော်ကျွန်တော်တို့နှိမ်ချတဲ့တက်တာရှိပြီးတော့တွင်တင်ဆုံးမတတ်တဲ့လူဖြစ်ရမယ်ပြီးတော့ကျွန်တော်တို့မိရှာကိုထိနိုင်တော်သူလည်းပဲပညာရှိတယ်လို့တမန်ကျမ်းစာပြောတာဖြစ်တယ်ဒုစရိုက်ရှိသမျှကိုနော်မလူအပ်တဲ့နေရာမှာရဲရင်ပြီးတော့ရဲရင်တလူလူနဲ့ပြတာမဟုတ်ဘဲနဲ့ဒုစရိုက်မှန်သမျှကိုရှောင်ကျင်ပြီးတော့ဘုရားနှစ်သက်တဲ့အရာလုပ်ပြီးတော့ပျောက်ဆုံးသောဝိညာဉ်တွေကိုဖမ်းတဲ့အလူတွေဟာဆိုရင်တမန်ကျမ်းစာကပညာရှိတဲ့လူဆိုပြီးတော့သတ်မှတ်ထားတာဖြစ်တယ်အဲ့ဒီလူထဲမှာကျွန်တော်တို့ဒီညမှာရှိတဲ့လူတွေအားလုံးပါနိုင်တယ်ပါလို့ရတယ်ပါဖို့ရန်အတွက်လည်းဘုရားကစံတာရှိတာဖြစ်တယ်အဲကြောင့်ကျွန်တော်ဘယ်နေရာပဲရောက်ရောက်ဘုရားကျောင်းနဲ့နီးမှကျွန်တော်ပညာရှိဖို့မဟုတ်ဘူးဘုရားကျောင်းတက်မှဘုရားကဂုဏ်တော်ချီးမွမ်းနိုင်မှပေးကမ်းနိုင်မှဆုမြတ်မြတ်တောင်းနိုင်မှဘုရားသခင်ကပညာရှိတယ်လို့သတ်မှတ်ထားတာမဟုတ်ဘဲနဲ့ဒီညကြည်သွားတာပေါ့နော်ဒီအရာလေးတွေကိုကျွန်တော်တို့နေ့ရက်စဉ်ထဲမှာလိုက်လျှောက်ကျင့်သုံးနိုင်မယ်ဆိုတော့ဒါဘုရားသတ်မှတ်ထားတဲ့တမန်ကျမ်းစာပြောတဲ့ပညာရှိဆိုတဲ့တဲမှာကျွန်တော်တို့ဘုရားသတ်မှတ်ထားတဲ့မှာကျွန်တော်ပါမှာဖြစ်ပါတယ်ဆိုတဲ့ဟာပေါ့နော်ဒီညမှာကျွန်တော်နည်းငယ်တော့ခွန်အားပေးချင်တာဖြစ်တယ်ကျန်တာတဲ့တယောက်ရှင်ဘုရားသခင်တပံပြန်ကောင်းချီးပေးပါစေအာမင်ဘေးဆုတောင်းခြင်းနဲ့ဆုံးသက်ကြရအောင်ဘုရားသခင်ကျေးဇူးတင်တယ်ဒီညမှာလည်းပဲမထိန်မထန်စွာနဲ့ကျွန်တော်ဒီလည်းဒီမှာရှိတဲ့ဆရာသမားတွေနဲ့ခေါင်းဆောင်သမားတွေရှိမှကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားကိုဝေငှနိုင်ဖို့ရန်အတွက်မစုံလင်တော့တက်တာလည်းဘုရားလမ်းပြပူဆောင်ပေးတဲ့ကျေးဇူးတင်တယ်ကျွန်တော်တို့လူအနေနဲ့ကျွန်တော်တို့ပြောတာကုံသွားပြီတုတ်တော်ရလည်းပဲဘုရားသားသမီးတွေဟာလောကီသားသမီးတွေနဲ့မတူအောင်ပညာရှိတဲ့လူဆိုတာတက်တည်ပြနိုင်အောင်ကျွန်တော်ယုံကြည်သူရဲ့တက်တာကိုဘုရားသခင်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်လွန်ချုံတော်မူပါတွင်တင်တော်မူပါလမ်းပြတော်မူပါတကယ်ပညာရှိတဲ့ထဲမှာကျွန်တော်ပါနိုင်ဖို့အတွက်လည်းပဲနေ့ရက်စဉ်တိုင်းကျွန်တော်ဖတ်တဲ့တမန်ကျမ်းစာလက်တွေ့သုံးချနိုင်ဖို့အတွက်လည်းပဲမဆာတော်မူပါမနေ့ပြန်လာနေစပြီးတော့ကျွန်တော်တို့ဒီအဝေးမှာရောက်နေတယ်ကျွန်တော်တို့ဒီမှာကောက်ဖက်မှာလှုပ်နေတဲ့သူတွေလည်းအခုအလုံးနဲ့ကိုယ်စင်နဲ့ပြန်သွားကြမှာဖြစ်တယ်သူတို့လှုပ်တဲ့နေရာမှာလည်းဖျားတူပါရှိဖို့ပါဒီစိတ်အနှောင့်အယှက်ဖြစ်ခြင်းတွေတည်င်းဆူတွေအမျိုးစာနာမာနကနေပြီးတော့စိတ်တကြအောင်လုပ်မှာဖြစ်တဲ့ဒီအရာတွေလည်းပဲကြော်လွှားနိုင်အောင်ခွာပြီးတော့မူပါအလုံးမရှိသေးတဲ့သူလည်းပဲအလုံးမြင်းနဲ့သူတို့ရှယ်ပြန်လဲပြီးတော့ရှာတွေ့နေအောင်လည်းဘုရားသခင်မဆာတော်မူပါသူတို့မှအစီအစဉ်တွေမြောက်များစွာရှိတဲ့အရာလည်းပဲဘုရားကောင်းချီးပြီးတော်မူပါလာမယ့်အပတ်စဉ်တိုင်းကျွန်တော်တို့ဆူတောင်းအစီအစဉ်တော်၎င်းတလားတခါဝတ်ပြုအစီအစဉ်တော်၎င်းဘုရားသခင်ကျွန်တော်တို့ဒီမေလအတွင်းကျွန်တော်လှုပ်ဆောင်ရမယ့်အရာတစ်ခုစီတိုင်းဘုရားလက်ထက်မှာအနံနဲ့တူပါရှိတော်မူပါဒီညအလယ်စထုံးနေအောင်ကုငေပါစီတော်ကျေးဇူးတင်တယ်ကြီးတော်ချီးမွမ်းသခင်ရှုခရစ်နာမဖြင့်ဆုတောင်းပါပါဘုရားသခင်အာမင်အာမင်ကျေးဇူးတင်တယ်အလုံးငိုင်းဟိုအလုံးဝဆရာပေ